အောင်လေကျမနော်ကျမရဲ့တော်လန်ရေးရဲဘော်ဒီကျမရဲ့တော်လန်ရေးမောင်နှမတွေကိုကျမဗာလဲဖပြမယ်သူတို့ဘလို့မြက်လဲပြအောင်လဲဆိုတာနော်ခုနကတော့ကျမပြောသလိုပေါ့ဒီညတော့တခြားသတင်းတွေကျမမပြောကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ကျမပြောမယ်နော်အခုတဖြည်းဖြည်းနဲ့ကျမတို့တော်လန်ရေးဘက်တော်သားတွေတဖြည်းဖြည်းနဲ့နောက်ဆုံးပဲကိုရောက်မလဲပြည်သူတို့အခုမျိုးတွေရွာတွေမှာမရှိတော့ဘူးသူတို့တွေစိုးမိုးကုန်ကြီးအဲ့ဒါအမှန်တရားပဲလေးကီကိုတိုက်ဟာဟိုမှာခွေးအကောင်ဘလောက်ဖေးဘလောက်လေးကီကိုတိုက်လို့ရောငါတို့တော်လန်ရေးငါတို့ပြည်သူတွေငါတို့ရွာသူရွာသားတွေရဲ့နော်လက်ရှိကြောက်တွေ့နေရတဲ့အန်ဒီရဲ့ကြောက်တွေ့နေရတဲ့ဒုက္ခကိုကဲတင်နိုင်မလားသူတို့သိတယ်ကျမတို့ PDF တွေကရွာသူရွာသားတွေကိုနော်ဒီလိုအနိုင်ကျင့်လက်မခံဘူးသူတို့အသက်ခံတယ်ဆိုတာကိုသိလို့အခုရွေးကောက်ပွဲအယိုးကောက်ပွဲမတိုင်ခင်မှာကျမတို့နော် PDF တွေကိုတဖြည်းဖြည်းနဲ့မောင်းထုတ်လာတာလေစစ်မှန်တဲ့ KNU သမားတွေမင်းတို့လည်းနေမြေအကုတ်ပြောက်ကုန်ပြီအခုချိန်ထိဒီနွားအိုကြီးတွေကိုဒီနွားအိုကြီးတွေပြောတဲ့စကားကိုနားထောင်နေတော့မှလားဒီမှာဒီစာကကျမဘာလို့ဖားရတယ်ဆိုသူတို့မျက်လက်ပြဖို့ပြီသူတို့မျက်လက်ပြမှာနော်အခုရန်သူစစ်ကော်မရှင်တက်ကဒီတိုင်းသူတို့လောက်တဲ့ဒီတိုင်းဒါပေမဲ့ကျမတို့တော်လန်ရေးရဲပေါ်တယ်အခုတပြေးပြေးဆောက်ခွာနေရပြီနောက်ဆိုရင်နေရာမရှိတော့ဘူးအဲ့ဒါကိုအခုချိန်ထိသူတို့လိန်ညာလောက်စားတိုက်လို့ကောင်းနေတော့ရန်သူစစ်ကော်မရှင်တက်က BGF ဒဇိုင်းနဲ့စစ်ကားအပြည့်ကရင်ပြည်နယ်လမ်းမကြီးတွေပေါ်မှာတွာလာနေတာကိုကြည့်ပြီး BGF KNA တို့ထင်အားရပါရထိုင်ဆဲနေတဲ့အမျိုးတချို့ရှိတယ်တဲ့အမလီကျမတို့ကိုတော်မှနော်အပြစ်တင်လိုက်သေးတယ်နော်မင်းတို့တခြားလူကိုလိန်လို့ရချင်ရမယ်ဒီကရင်မတွေကိုတော့မင်းတို့လိန်လို့မရဘူးမနေ့တနေ့ကမုတ်တုံမွေးနေလားအပြည့်ပဲမျိုးတွေမှာလက်နဲ့ကင်ပြီးတော့လက်နဲ့တွေနဲ့အပြည့်ပဲအဲ့ဒါလားမင်းတို့ငြိမ်းချမ်းရေးသူများနိုင်ငံကိုကြီးလိုက်ဒီမိုကရေစီနိုင်ငံကိုကြီးလိုက်လက်နဲ့နော်ရဲတွေစစ်သားတွေရှာဖို့မပြောနဲ့လိုက်ရှာယူရတယ်အဲ့ဒီလောက်ထိသူများနိုင်ငံကအေးချမ်းနေတာနော်နေတို့နိုင်ငံကြီးလိုက်လက်နဲ့တကားနဲ့မြို့ပေါ်မှာဟိုနော်အဲ့ဒါကိုသူတို့ကဒါတွေကနော်စစ်ကောင်စီကပေါ့နော်သူကမင်းအွန်လိုင်းမအေးလို့မင်းအွန်လိုင်းတပ်ဖွဲ့တွေပဲ KNA NG ဝုနော် BGF NG ဝု DKBA NG ဝုပြီးတော့သူတို့ကိုဟန်ဆောင်ပြီးတော့သူတို့ကိုလာဟန်ဆောင်ပြီးတော့သူတို့တက်လာတာတိုက်တာပေါ့နော်သူတို့ပြောချင်တာက BGF တို့ DKB တို့မကူညီဘူးဆိုတာကိုသူတို့ကမျက်လက်ပြချင်တာ BGF တို့ DKBA တို့ကိုယ်တိုင်ကြေညာနေပြီလေဘာကိုဆက်လိမ့်နေအောင်မလဲ BGF KN နော် BGF KNA ကပြောတယ်ဒီအယိုးကောက်ပွဲအတွက်သူတို့ကူညီမယ်မြေပြင်မှာလဲအခုသူတို့ကူညီလို့တဖြည်းဖြည်းနဲ့ကျမတို့တော်လန်ရေးပူးပေါင်းတာတွေကိုတဖြည်းဖြည်းတော်လန်ရေးပူးပေါင်းတာတဖြည်းဖြည်းနောက်ဆုံးနေရပြီအဲ့ဒါကိုအခုချိန်ထိလိန်ညာမြက်လက်ပြနေအောင်မယ်မန်ငိမ့်မောင်ကအခုမအားလာရဲ့အတိုင်ပင်ခံနေပြီးတော့မှမန်ငိမ့်မောင်ရွှေမောင်ပြီးတော့တခါမှသူ့ကိုသူနော်သူ့ကိုသူကိုထင်မပြဘူးနော်ရှေ့မထွက်လာတဲ့ KNU ကနေပြောင်းသွားတဲ့ BGF တကောင်ရှိတယ်အဲ့ဒါစောဘလူးပဲစောဘလူးကပညာတတ်စောဘလူးက
နော်ပညာတက်ပြီးတော့ကျမတို့ကရင်ကိုဒီလိုမျိုးဖြစ်အောင်လောက်တာအခုမောင်ချစ်သူကကျမပြန်ဖတ်မဲ့ဆောင်းပါးမှာနော်မောင်ချစ်သူကဘာလဲအတော်လို့နော်နွားချောင်းသားအဲ့ဒီလောက်ထိမတော်ဘူးနေပြည်တော်ကအမိတ်အာနာအမိတ်ပေးတဲ့အတိုင်းစညုံကတဲ့အတိုင်းမောင်ချစ်သူကကနေရတာနော်အဲ့ဒီစောဘလူးကသူ့ကိုသူတခါမှကိုရောင်ထင်မပြဘူးနော်ဒါပေမဲ့ဒီကရင်အရေးမှာအရန်ကိုအရေးပါအရာရောက်တဲ့လူမော်လမြိုင်ဘာလဲပဲနေရလဲမေ့ဝါပြီနော်တိုက်ရင်6ရင်ရှိတယ်သူ့ရဲ့ကိုယ်ပိုင်တိုက်ရင်6ရင်မအေလို့မင်းအွန်လိုင်းကနောက်ထပ်တိုက်ရင်2ရင်ပေါ်တော့ပေးလိုက်တော့သူ့မှာတိုက်ရင်10ရင်နဲ့သူ့ရဲ့ကိုရန်တော်တွေကြိုက်မရောမှာလားမသိဟုတ်တယ်ကြိုက်မရောမှာသူ့ရဲ့မုံပြင်းနဲ့ကြိုက်မရောမှာသူ့ရဲ့ကိုပိုင်တိုက်ရင်တွေနဲ့သူ့ကိုဝန်းရံထားတယ်နော်အဲ့ဒါကိုဖအံမြို့နယ်မှာအေးချမ်းနေပြီနော်နေတို့တွေကဖအံမြို့နယ်ကိုမိလောင်ပြကြစေချင်တာလားသူများအေးချမ်းနေပြီပြည်သူလူထုအေးစစ်စစ်နေရတာကိုနင်တို့ကနော်ဘာလို့စစ်ခေါ်ချင်ရတာလဲတဲ့တကိုခေါင်းသမားတွေနော်အဲ့ဒီမင်းတို့ပြောတဲ့အေးချမ်းတယ်ဆိုတာမင်းတို့မာဖီးယားရဲ့မိန်းမတွေသားသမီးတွေမယားတွေလေလက်နဲ့ပြပြီးတော့လက်နဲ့ရှိလို့မင်းတို့အေးချမ်းနေတာလေမင်းတို့သတိရှိလို့ဆိုရင်မင်းတို့ကင်တဲ့လက်နဲ့တွေကိုပြစ်လိုက်ပြီးတော့ငါတို့ပြည်သူလူထုနဲ့အတူတူနေကြည့်ပါလားနော်မင်းတို့ပြောတဲ့အေးချမ်းပါတယ်ဆိုတဲ့မင်းတို့ကလက်နဲ့ရှိတော့မင်းတို့ကအဖွဲအစည်းနာမည်တက်ပြီးတော့ဘာမှမင်းတို့ကမိုးပေါ်ကမိုးကြရွှေကိုလူမျိုးပဲလေဘာမှဘာလဲထဲစရာမလိုဘူးဘာမှကောက်စရာမလိုဘူးမင်းတို့လောက်သမျှမင်းတို့ပြောသမျှဥပဒေကမင်းတို့ပါဇက်ဖျားမှာမရှိတယ်မအေးလို့မင်းအောင်နိုင်တဲ့တူပဲလေအဲ့ဒါကိုမင်းတို့ကသာယာမှာပေါ့ငါတို့လူဒူးစစ်စစ်တွေကဘလို့သာယာမှာလဲနော်မင်းတို့လက်နဲ့ကင်သမားတွေကပဲနီးမျိုးစုံနဲ့လာစဉ်လာတိုင်းနော်ထဲရတယ်ပေါ်တာကြီးလားဘာကြီးလဲညကြီးလဲလာစဉ်တိုင်းထဲရတယ်အလောက်လောက်ဖို့နော်ဝင်ငွေမရှိဘူးအလောက်ကင်မရှိဘူးလာစဉ်ကြီးမင်းတို့ကိုလာစဉ်ပဲထဲရတယ်ကိုချင်းစာတရားမရှိဘူးနော်ဆက်ပြောမယ်ခုနအဲ့ဒါကိုသူတို့ဘလို့မြက်လက်ပြမယ်ဆိုတော့ကျမဒါကိုအဓိကမီးမောက်ထိုးပြချင်တယ်ပြီးသူတို့မြက်လက်ပြအောင်မယ်ဆက်ပြီးတော့နော်အဲ့ဒါကိုတဲ့အာရပါရဆန်တဲ့အချို့ရှိတယ်လို့ KNA တက်မှုငယ်တယောက်ကပြောလာတယ်တဲ့သူပြောသလိုပဲဒါဘောစောကောတို့ကိုတက်ပစ်တာ BGF uniform ပဲဝတ်တာကားလဲကျွန်တော်တို့ကားလို့ပဲတဲ့အချို့နံပါတ်ပြားတော့မပါဘူးတဲ့ပြောချင်တာကကားလဲသူတို့ကားပဲကျမတို့အော်နေအခု BGF ကားနဲ့ပယ်လာတယ်နော်နောက်ပြီးတော့ BGF ဝတ်စုံဝတ်တယ်အဲ့လိုဝတ်တာသူတို့မဟုတ်ဘူးဆိုတာကိုလိန်ညာချင်တာမျက်လက်ပြအောင်မယ်နော်အခုဒါပေါင်တို့ကိုတက်ပြစ်တာနော်ပြီးတော့ PDF တွေကိုတက်ပြစ်တာ BGF အဲ့ဒီဝတ်တော့သူတို့ရဲ့ BGF ကားတွေကိုယူပြီးတော့တက်လာတာသူတို့မဟုတ်ဘူးမအေးလို့မင်းအွန်လိုင်းလို့သူတို့ကပြောချင်တာလိတ်ချင်တာနော်ဒစိတ်လေသူတို့ဒစိတ်တွေတဲ့ PC နဲ့ DKBA ဒစိတ်တွေလည်းအကုန်ရှိတယ်တဲ့ရွှေရပြောင်းရလွယ်အောင်ပုံမားရိုက်တဲ့သဘောတဲ့ BGF တက်နေအတွက်ချပေးတဲ့လက်နဲ့ကြီးတချို့လဲစစ်စင်ရေးအတွက်ဆိုပြီးတော့ပြန်သိမ်းနေတယ်တဲ့မြက်လက်ပြနေတယ်ပြည်သူတွေကိုမြက်လက်ပြနေတယ်အခုတနိုင်ငံလုံးကပြည်သူတွေကဒီ BGF DKBA ကိုဆဲဆိုကြတော့အခုတစ်ဖက်လက်နဲ့မြက်လက်ပြဖို့အကွက်ပြောင်းနေတယ်ပြည်သူတို့ BGF တက်တဲ့အတွက်ချပေးတဲ့လက်နဲ့ကြီးလဲအခုမေလို့မင်းအောင်လိုက်ကပြန်သိမ်းလိုက်ကုန်ပြီတဲ့ drone တွေလည်းအများကြီးမန်လုံကားနဲ့ပဲယူသေးလာတယ်တဲ့လူကြီးတွေပဲလို့စီစဉ်မလဲမသိသေးဘူးတဲ့ဟိုမှာနော်အခုပြည်သူတွေ
ဒုက္ခရောက်လို့ပြေးနေရလို့နော် PDF လေးတွေအသက်ပေးနေရတဲ့နေ့စဉ်နေ့တိုင်းပဲဟိုနေ့ကလည်း6ယောက်သူတို့မကြင်ညာဘူးနော်အဲ့ဒါကိုလူကြီးတွေကဘယ်လိုစီစဉ်မလဲမသိသေးဘူးတဲ့မင်းတို့လူကြီးတွေကငါတို့ PDF တွေငါတို့ပြည်သူတွေအကောက်သေးမှမင်းတို့ကစီစဉ်ပါလားနောက်ပြီးတော့ဒုတိယအကြိမ်မဟုတ်နော်လက်နဲ့ကြီးနဲ့ကိုကဲရေးမွန်းမှန်တင်တယ်လဲ BGF တပ်ဖွဲ့ဝင်များတက်ရောက်ခွင့်ထိုင်းကပိတ်လိုက်တာမကြသေးဘူးတဲ့စင်ချေစင်လက်စင်နရွက်တွေ့လားဒုတိယအကြိမ်ငိမ့်ချမ်းရေးစုတောင်းပွဲမှာကျွန်တော်တို့အဖွဲ့ PC နဲ့ DKBA ပဲပါတော့တယ်တဲ့နော်ဒုတိယငိမ့်ချမ်းရေးသူတို့အဖွဲ့ပဲကျွန်တော်တယ်မေလို့မင်းအွန်လိုင်းမပါတော့ဘူးဆိုတဲ့သဘောမျိုးပြောမယ်ဆိုရင်သူတို့တွေကမင်းအွန်လိုင်းနဲ့မပေါင်းတော့ဘူးနော်ငါတို့ကရင်အချင်းချင်းပဲပေါင်းတယ်ဆိုတဲ့သဘောနဲ့ပြည်သူတို့မြက်လက်ပြအောင်မင်းနော်ဖြစ်မြောက်အောင်လှုပ်ခဲ့အားလုံးအတွက်ပဲလေတဲ့အားလုံးအတွက်ပဲလေတဲ့သူပြောချင်တာငါတို့ကရင်လူထုအားလုံးအတွက်ပဲလေတဲ့မတရားအသင်းနဲ့ဆက်သွယ်မှုနဲ့တဦးချင်းဖြစ်စေအဖွဲ့လိုက်ဖြစ်စေတည်ဆဲဥပဒေနဲ့အညီအရေးယူခံရနိုင်ကြောင်းတတိပေးတာတွေလည်းရှိတော့မင်းအောင်လိုင်းကမင်းတို့ကိုအကြမ်းဖဲလို့ကြေညာတာတော့မှနော်ကြေညာသေးတာပဲဒီမတရားအသင်းဖြစ်ဘလို့ပဲကြေညာလေမင်းတို့ကမြင်လက်ပြနေတာပြည်သူတွေသိကုန်ပြီသိနေပြီဘလို့မတရားအသင်းပဲကြေညာလေနော်အချင်းချင်းနားလည်မှုရှိရင်ပြီးတာပဲသူပြောချင်တာမတရားအသင်းနဲ့ဆက်သွယ်မှုတူချင်းဖြစ်စေဖွဲ့လိုက်ဖြစ်စေတည်ဆဲနေဥပဒေနဲ့အညီအရေးယူခံရနိုင်ကြောင်းတတိပေးတာတွေလည်းရှိနေတယ်လေဒီတော့အချင်းချင်းနားလည်မှုရှိရင်ပြီးတာပဲလို့ပြောပြတာလေးများဗမာလိုအတတ်နိုင်ဆုံးဘာသာပြန်ပေးလိုက်ပါတယ်တဲ့မြင်လက်ပြအောင်မယ်တခြားတိုင်းသားတွေကိုနော်မင်းတို့ရဲ့ဘယ်နှခွေရှိလဲဆိုတာငါတို့ကရင်လူထုတွေအကောက်တိကောက်ပြီးမင်းတို့ကကရင်လူထုကိုတော်တော်အထင်သေးကြတာမင်းနော်ကြမပြည့်အောင်နောက်မပြည့်တဲ့ကရင်အစွန်းရောက်တစ်ဖက်ပိတ်တွေကလဲရင်ကရင်အများစုကနော်ဗါလေပါနာကြပါလေမင်းတို့လက်နဲ့ပြလို့မလောက်ရဲတာပဲရှိတယ်အကောက်လောက်ကပါနာကြကုန်ပြီဒါကြောင့်မို့လဲလက်ရှိနော်ထိတ်ပြောင်တို့သူတို့အလူငွေမရတော့ကျမတို့ကိုအပြစ်တင်နေနော်နင်တို့တွေကဗါလေ line army ထိုင်းလိုမျိုးဆိုရင်တော့နော် line army ဆိုရင်ထိုင်းလိုမျိုးသူပြောတာ line army ဆိုရင်ဒါတတ်မတော်မရှိတဲ့အဖွဲ့ပေါ့နော်အမသူတို့ညချင်ရင်မင်းအွန်လိုင်းပါလေသူတို့ညချင်ရင်စုတောင်ပဲသွားလုံနေတာလေ NCA ကိုထောက်ကမင်းအွန်လိုင်းအကြိုက်သူတို့လုတ်ပေးတာပဲလေဘာထူးလို့လဲဘာကွာလို့လဲရင်ဘတ်တူအမျိုးများရဲ့ကောင်းလို့ရာရင်ဖွင့်တန်များအလင်းသိတယ်လို့ဖော်ပြပေးမယ်တဲ့အဲ့ဒါဒီခွေးဘဲကဒီသစ္စာဖောက်လောက်ကောင်ဘဲကဒီအထူးသဖြင့်ဒီကောင်ဒီရေးတဲ့စာကလေစပိုင်ဒီဖြစ်ဖို့များတယ်နော်ပူးသဒလန်ဒီပဲကရင်ပြည်နယ်မှာပူးသဒလန်ဒီအများကြီးနော်ကျမတို့တဖြည်းဖြည်းနဲ့ဖော်ထုတ်သွားမယ်ပူးသဒလန်ဒီအများကြီးဖော်ထုတ်သွားမယ်ကရင်ပြည်နယ်ပူးသဒလန်အများဆုံးပဲတချို့အန်နူဂျီကိုမတိုက်ခိုက်ဘူးနော်အန်နူဂျီကိုမတိုက်ခိုက်ဘူးဒါပေမဲ့သူတို့ကဒီသပ်ပါတီတတိယအုပ်စုအထူးဖြင့် NCA နော် NCA နွားအိုတွေကိုပြောရင်နာကြတယ်လက်မခံကြဘူးအဲ့ဒီလူတွေကပါနာတယ်ပြည်သူတို့နော်အဲ့ကြောင့်မို့ဒီညကျမဆောင်းပါဖပြီလို့ဆိုရင်ကျမဒီညတော့စောပဲနော်လိုက်မရှိအောင်နော်ကျမစူးစမ်းပြီးတော့ပြောမယ်လိုက်စီလုံးအားကြည့်လို့ရှိရင်နော်ဗါလဲသူများဒီကကြည့်လို့နားထောင်ရတာပေါ့နော်သူတို့တွေဗါလဲအဆင်မပြေဘူးတဲ့နော်အဲ့လေဖတ်အံပိုးတော့ဆိုးတယ်အဲ့ဒါပြောတာလေအဲ့ဒါကိုဖတ်အံမျိုးမှာ
နော်အခုဘုံမကျဲသူတို့ကကရင်လူတို့ကိုဘလို့ဂျင်းနေထားလေတို့လာမောင်ချီသူကြောင့်အခုငါတို့သူများပြည်နေမှာမီးလောင်ပြကြတယ်အခုဖအံမြို့နဲ့နော်လိုင်းပွဲမြို့နဲ့အဲ့ဒီမြို့နယ်တွေမှာဘုံမကျဲဘူးတို့လာအဲ့ဒါမောင်ချီသူရဲ့ဂျေစုကြောင့်ကြံကြံဖန်ဖန်ဂျေစုတင်နေသေးတယ်နော်ကရင်ပြည်သူတွေအသိဆုံးပဲကျမရဲ့မိုးရစာတိကျမမသိပဲနေမလားစင်ကာပူကကျမကပြောတယ်မင်းတို့ကရင်မစကားတွေသွားမနားထောင်နေတဲ့ခေါ်သွားလိုက်ပါနဲ့အဖိုးကြီးတွေကိုငါတို့ကရင်နေမှာနော်စောက်သုံးမကြဘူးအသက်ကြီးနေပြီသူတို့3 4 5ယောက်ပေါင်းလို့ဆိုရင်အသက်1000ပြည့်တယ်နော်အဲ့ဒါကိုမလဲအဲ့ဒီအဖိုးကြီးကိုလူနေကြတယ်အဲ့ဒါကြောင့်ခေါ်သွားလိုက်ဒီအဖိုးကြီးကိုခေါ်သွားလိုက်ဒီအဖိုးကြီးတွေရှိလို့ငါတို့တော်လိုင်းရေးစစ်တိုးလို့မရမှာစိတ်ကနေပိတ်ကန်နေတာနော်အဲ့ကြောင့်မို့ဒီညကရင်အကြောင်းပဲကျမပြောမယ်နော်ကိုဖဲကိုထောက်နဲ့ကိုတိုင်ချိုးကိုဖဲကိုထောက်ကိုတိုင်ချိုးကိုတိုင်ဖဲဝေကိုတိုင်ကစားခဲ့တဲ့ KNUNCA မအလာကဘီအဲ့ဒါစိတ်တအင်ဂျီကိုဝတ်လာတယ်ဆိုရင်အဲ့ဒါဆိုရင်မအလာမန်တိတိကြီးနဲ့ဒါဆိုရင်ဘာဖြစ်လို့မတိုက်ကြတာလဲဟုတ်ပါအဲ့လာဘောသူတို့ကလေမြက်လက်ပြလို့ဟိုသူတို့ဒီကြမပြည့်တဲ့လူတွေကဘာသူမြက်လက်ပြလို့ရမယ်လေသူတို့တွေကမြင်းစေးအာမီဖာအာမီဂျာပြအာမီလေဟုတ်တယ်အဲကြောင့်ကျွန်မတို့ကို line army တဲ့ line army တို့အဖွဲ့ကိုမင်းတို့သွားနားထောင်တော့เนาะအခုเนาะသူတို့ရဲ့အဲ့ဒီဘာအာမီလဲမြင်းစေးအာမီဖာအာမီဂျာဖြတ်အာမီတွေစားနာရိတ်ခါမရှိတော့ဘူးနေ့လေကမလဲမလာကြီးမောင်းထုတ်တာเนาะဟုတ်တယ်လေအခုသူတို့လှုပ်တဲ့9နှစ်ရှိနေပြီသူတို့လှုပ်တဲ့တော်လန်ရေးသူတို့လှုပ်တဲ့စစ်ပွဲကကျမတို့ပြည်သူတွေဒုက္ခရောက်တဲ့စစ်ပွဲပဲအဲကြောင့်မို့ပြည်သူတွေဒုက္ခရောက်မဲ့စစ်ပွဲဆိုရင်မင်းတို့စစ်ပွဲမဖော်ဆောင်နဲ့စစ်မတိုက်နဲ့နော်ဟိုဒီတိုင်းပဲနေရင်တော့မှကောင်းအောင်မင်းအခုမင်းတို့ဖော်ဆောင်လိုက်တဲ့နေရာတဲ့အကုန်ပြကြတယ်ပြကြတာမပြောလို့ပါဘူးမင်းတို့ပြန်သိမ်းနိုင်လို့ရှိရင်ကောင်းတာပေါ့ပြန်လဲမသိမ်းနိုင်ဘူးဒီတိုင်းပဲတာဝန်ယူမှုတာဝန်ခံမှုမရှိဒီတိုင်းပဲဖြစ်သွားတယ်အခုဒီနေရာမနိုင်သေးမရသေးဘူးနောက်တနေရာသွားပြန်ပြီနောက်တနေရာပြကြပြန်ပြီအခုကျမတို့ကရင်လက်နဲ့ကင်နေတော်လာမတော်လာတော့မသိဘူးသူတို့နော်အခုကြုံတို့တောင်ပိုင်းမှာလားဗာမျိုးလေအဘရွာမှာလေနော်အဲ့ဒီရွာမှာအရင်က945 946တိုက်ရင်နှစ်ခုပဲရှိတယ်အဲ့ဒီ945 946ကနေပြည်သူဘက်ကိုအလုံးကြီးတွေနဲ့ချနေတာအခုနောက်ထတိုက်ရင်တိုးလာတယ်ပြည်သူတို့944တော်လာမတော်လာအဲ့ဒါငါတို့ကရင်ရဲ့စစ်ရေးဗျူဟာကိုပဲကြီးလိုက်စောသမိတ်ထုံးကိုမေးကြီးလိုက်နော်ချွေစစ်ဗျူဟာချွေစစ်ဗျူဟာကငါတို့ပြည်သူတွေကိုဒုက္ခပေးဖို့လုပ်တဲ့ချွေစစ်ဗျူဟာလားလို့ကဲကျမကရင်စစ်တယောက်အနေနဲ့နော်စောက်သုံးမကြတဲ့ခေါင်းဆောင်စောသမိတ်ထုံးပဲပြီးကွယ်ထူးဝင်းဖြစ်စောဂျော်နီပဲဖြစ်ကျမပြောတယ်လူထုတရားနဲ့ကျမပြောတယ်ကဲရဲမင်းနော်နေမကြိုက်လို့สิနေငါကိုကြိုက်တယ်လို့ပြောနော်နေတော်လည်းရသမားစစ်ဆိုရင်ဒီနွားအိုတွေရဲ့လောက်ရတဲ့ကိုနေထောက်ခံစရာမလိုဘူးအခုနော်အကြမ်းဖက်စစ်တပ်ရဲ့တမနှစ်နဲ့99က BGF တပ်ဖွဲ့ဝင်များလမ်းပြအဖြစ်လိုက်ပါခဲ့ပြီး23ရက်6လ2025ရက်နေ့မှာမြစ်တာလင်းမြိုင်ဘက်ကနေစစ်ကြောင်း5ကြောင်းထိုးလာတယ်နေရာ3ခုမှာအကြမ်းဖက်စစ်တပ်နဲ့တပ်မဟာ6 KNA PDF ဖွဲ့တို့တနေကုန်တိုက်ပွဲပြင်းထန်နေပြီးစစ်ခွေး90လောက်သေပြီး15လောက်ဒဏ်ရာရရှိခဲ့လို့
မြဝတီဆေးရုံကိုပို့ထားတယ်လို့ခေတ်သစ်မီဒီယာသတင်းမှာဖော်ပြထားတယ်နော်မြေပြင်ကသတင်းအရတော့အကြမ်းဖက်စစ်တပ်ရဲ့ KNLA ဒါတော့ခေတ်သစ်သတင်းမီဒီယာကထုတ်ပြန်ထားတယ်နော်သိကြတယ်လေကရင်သတင်းကိုဒီ KNU ကထိတ်ချုပ်ထားတယ်လေ KNU သတင်းကထိတ်ချုပ်ထားတယ်နော်အခုကျမတို့က KNU NSCA နွားအိုတွေကိုကျမတို့နော်ကျမတို့ပြောနေတယ်ဆဲနေတာကိုမအားလာခွေးတွေကမအားလာခွေးမအားလာဘောမတွေကသူတို့ကနေဂျားကနေပြီးတော့ KNU ကိုနော်သူတို့လာပြီးတော့ဘယ်လိုပြောမလဲနော်ဆဲတယ်သူတို့ရန်အတိုက်ပေးတာပေါ့နော်အမမကျမတို့ဆဲနေတာခွေးတွေလေလူကောင်းတွေကိုမဟုတ်ဘူးအဲကြောင့်မို့လူကောင်းတွေနာစရာမလိုဘူး